ဂျပန်လုပ်ငန်းဝင်အင်တာဗျူးမှာမေးများဆုံးမေးခွန်းမျိုးစား၅ခုပါပါတယ်။အဲ့ဒါတွေကိုဘယ်လိုပြင်ဆင်ထားရမလဲ။皆さんこんにちはမင်္ဂလာပါ။ RV Japanese Study အနေနဲ့ကြိုဆိုလိုက်ပါတယ်။ဒီနေ့ကတော့ဂျပန်လုပ်ငန်းဝင်အင်တာဗျူးမေးခွန်းတွေထဲမှာပုံမှန်မေးလေမေးထားရှိတဲ့ရိုးရှင်းတဲ့မေးခွန်းတွေထက်မေးများဆုံးဖြစ်တဲ့မေးခွန်းမျိုးစား၅ခုနဲ့ဖြတ်ပြရမယ့်နည်းလမ်းလေးငယ်ကိုဒီဗီဒီယိုလေးမှာပြပြပေးသွားခြင်းပါတယ်။အင်တာဗျူးခန်းထဲမှာပထမဆုံးအင်တာဗျူးမေးခွန်းတွေဝင်မေးခင်စာမေးတဲ့မေးခွန်းအားလုံးသိမယ်လို့ထင်ပါတယ်အဲ့ဒါကတော့ဂျီကိုရှော့ကိုင်းဝင်နေကြရှိမှဆိုတဲ့မိမိကိုယ်ကိုမိတ်ဆက်တဲ့ဂျီကိုရှော့ကိုင်းကိုမဖြစ်မနေပြီးတတ်ပါတယ်အဲ့လိုဂျီကိုရှော့ကိုင်းကိုမေးရင်မိမိရဲ့ဟနီအသက်ပညာရေးလို့အတွေ့အကြုံဝါသနာထူးခြားတဲ့ကျွမ်းကျင်မှုဒါမှမဟုတ်မိမိစိတ်ဝင်စားမှုကိုအချိန်1မိနစ်အတွင်းမှာမိမိကြက်ထားတဲ့အတိုင်းတသက်ရဲနဲ့တို့ချုပ်ပြီးပြောနိုင်မှုလိုအပ်ပါတယ်ဥပမာဝါတာရှိဝါဝါမောင်ဒက်စ်ကိုတိုချီနီဂျူကိုဆိုင်တဲ့ဒုက္ရှင်ဒက်စ်趣味は読書です。ミャンマーの〇〇大学で経営学を卒業し、いろんなアルバイトで接客経験がありました。チームワークを大切にし、課題解決に積極的に取り込むことが得意です。ဆိုပြီးတော့အဲ့လိုမျိုးကိုကြောင့်မိတ်ဆက်ထားတဲ့ဂျီကိုရှော့ကိုင်းကိုတိုးချုပ်ပြီးခက်မြင်မြန်လေးပေါ့နော်။တဘာဝကြကြနဲ့ဖြည့်တတ်ရပါမယ်။ဂျီကိုရှော့ကိုင်းနဲ့ဖြည့်ပြီးပါရဆိုရင်တော့အခုကစပြီးတော့အပေးများတဲ့မေးခွန်းမျိုးစား၅ခုကိုဒီဗီဒီယိုလေးကနေပြပြပေးသွားပါမယ်။အဲ့ဒါဆိုရင်ကျွန်တော်လည်းအတူတူလိုက်ကြည့်လိုက်ကြအောင်နော်။နံပါတ်1အမေးများဆုံးမေးခွန်းကတော့ချိုးလျှော်သူတန်းလျှော်ဝနန်ဒက်စ်ကဆိုတဲ့တင်းရဲ့အာသာချက်နဲ့အားနည်းချက်ကိုပြောပြပါဆိုတဲ့မျိုးကိုဆိုပါတယ်။ခုလိုမိမိရဲ့အာသာချက်ကိုမေးပြီးဆိုရင်တော့လုပ်ငန်းခွင်နဲ့သက်ဆိုင်တဲ့မိမိကျွမ်းကျင်တဲ့ရာကိုအဓိကထားပြီးတော့ပြောဆိုသင့်ပါတယ်။ဥပမာバカされた仕事を最後までやり抜く責任感が強い人ですဆိုပြီးတော့တာဝန်ပေးရထားတဲ့လုပ်ကိုအဆုံးထိပြီးမြောက်လုပ်တတ်တဲ့တာဝန်ခံမှုတာဝန်ယူမှုရှိတဲ့သူဖြစ်ပါတယ်ဆိုပြီးတော့ဖြစ်ဆိုလို့ရပါတယ်။နောက်တစ်ခုက自分の周りの人と仲良くできますし協力がある人ですဆိုပြီးတော့မိအနည်းဝင်ချင်ကသူတွေနဲ့တင်းမြတ်ခင်မြအောင်ပေါင်းတင်နိုင်ပြီးတော့ပူပေါင်းဆောင်ရွက်မှုရှိသူဆိုပြီးတော့စတဲ့မိမိအားသာချက်တွေပေါ့နော်ကျွမ်းကျင်မှုနဲ့တူပြောဆိုသင့်ပါတယ်။တန်းလျှော်လို့ခေါ်တဲ့အားနည်းချက်ကိုပြောပြီးဆိုရင်တော့အဲဒီအားနည်းချက်ကိုအခုကလောပေါ့နော်ဘလို့စူးစမ်းပြင်ဆင်နေတဲ့အကြောင်းကိုပါထပ်လောင်းပြီးတော့ပြောဆိုသင့်ပါတယ်ဥပမာတန်းလျှော်は身長数キロ単ですが現在は優先順位をつけて効率的に行動するように心がけていますဆိုပြီးတော့အားနည်းချက်ကစိတ်ဆက်တတိထားလို့တဲ့အချက်ဖြစ်ပါတယ်အခုအဲ့ဒါကိုပြင်ဦးစားပြီးပြင်ဆင်သွားနိုင်ဖို့ဆင်းနေပြီးပြင်ဆင်စူးစမ်းနေပါတယ်ဆိုပြီးတော့ဖြေဆိုသင့်ပါတယ်နံပါတ်2ဒုတိယအမေးများဆုံးမေးခွန်းကတော့လုပ်ငန်းခွင်နဲ့သက်ဆိုင်တဲ့မေးခွန်းပဲဖြစ်ပါတယ်။ဥပမာတိုးရှာကိုကီဘိုးစတာလီဝါနန်ဒက်စ်ကဆိုပြီးတော့ကျွန်တော်တို့ကုမ္ပဏီကိုဘာကြောင့်ရှော့ထားရမှာလဲဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။ဒီမေးခွန်းကိုမေးရတဲ့ရွေချက်ကဒီကုမ္ပဏီနဲ့ရှော့တဲ့လူရဲ့စီမံရွေချက်နဲ့ပေါ့နော်ကန့်ညီမှုရှိလားဆိုပြီးတော့သိချင်လို့မေးတာပဲဖြစ်ပါတယ်။ဒီမေးခွန်းကိုဘယ်လိုဖြေသင့်လဲဆိုရင်တော့ကုမ္ပဏီရဲ့လေပတ်တဲ့ပုံစံတွေလူမှုအကျိုးပြုလုပ်ငန်းတွေကမိမိရဲ့အားသာချက်နဲ့ရှင်ပြီးတော့ဖြေဆိုသင့်ပါတယ်။ဥပမာオンシャの理念である社会に貢献するイノベーションに共感しました。私のスキルを生かし、チームの一員として成長したいと考えています。コンビニエンススニークでလူ့ကွက်ကြီးတို့ကြိုးပြီးစံတည်တည်ထုံးမှုတွေကိုလက်ခံလို့တွေ့ပါရဲ့ကျွန်တော်ရဲ့ကျွမ်းကျင်မှုကိုသုံးချပြီးတော့ကိုယ်ဝင်တူဖြစ်အတူစူးစမ်းတိုးတက်သွားခြင်းပါတယ်ဆိုပြီးတော့ဖြေဆိုသင့်ပါတယ်ဒီလိုမျိုးနေဖြေဆိုဖို့အတွက်မိမိမက်ကတည်တည်ချာချာလေးပြင်ဆင်ထားသင့်ပါတယ်နံပါတ်3တတိယအမီးများဆုံးမေးခွန်းတွေကတော့လုပ်ငန်းခွင်တွင်စမ်းဆောင်ရေးဆိုင်ရာမေးခွန်းတွေပဲဖြစ်ပါတယ်ဘယ်လိုမေးခွန်းလဲဆိုရင်ဥပမာရှော့ကူဘာの困難をどうやって乗り越えましたかဆိုပြီးတော့လုပ်ငန်းခွင်တွင်အခက်အခဲကိုဘယ်လိုကျော်လွှားဖြေရှင်းခဲ့ဘူးလဲဆိုရင်မေးခွန်းမျိုးပဲဖြစ်ပါတယ်ပြန်ပြရမယ့်ပုံစံကဥပမာアルバイト先でクレーム対応した時お客様の希望を丁寧に聞き解決を提案した結果信頼関係を築くことができましたそうချိန်ပိုင်းလုံးမှာပြဿနာကိုပြန်လည်ဖြေရှင်းခဲ့တော့ကအဲ့တဲ့ရဲ့ဆန္ဒကိုလူကြီးဟန်တဲ့နားထောင်ပြီးတိကျဖြေရှင်းတင်ပြပေးရတဲ့ကြောင့်လူကြီးမှုကိုစောင့်နိုင်ခဲ့ပါတယ်ဆိုပြီးတော့ကိုဖြေရှင်းခဲ့ဘူးတဲ့ပြဿနာကိုဖြေကြားပေးတင်ပါတယ်။နံပါတ်4မိကွန်းကတော့အနာဂတ်ပန်းနိုင်ဆိုင်ရာမိကွန်းတွေကိုမေးလို့ရှိပါတယ်။ဘယ်လိုမိကွန်းမျိုးလဲဆိုရင်ကိုနန်ကောの自分のキャリアアップはどうなっていたいですかဆိုပြီး9နှစ်ကြာမိမိတမွေးမှုလုပ်ငန်းကိုဘယ်လိုဖြစ်နေစေချင်လဲဆိုတဲ့မိကွန်းပဲဖြစ်ပါတယ်။ဖေပြတဲ့နေဖြစ်နေရတော့ကုမ္ပဏီမှာသာချင်းချာချာလုပ်ဖို့ရည်ရွယ်ကြောင်းမိစမ်းဆောင်ချက်တွေနဲ့အတူစူးစမ်းသွားခြင်းတဲ့အကြောင်းအဲ့လိုမျိုးတွေဒါပြောဆိုသင့်ပါတယ်။ဥပမာコナン号は御社でプロジェクトリーダーとしてメンバーを集めいい結果を出せるように成長したいんだဆိုပြီးတော့အဲ့ဒီပြည်နောက်မှာဒီကုမ္ပဏီမှာ project ကောင်းဆောင်အဖြစ်ကွက်ဝင်တွေကိုဖွဲ့စည်းပြီးတော့ရလဒ်ကောင်းတွေထွက်ပေါ်အောင်
အတူစူးစမ်းတိုးတက်သွားခြင်းပါတယ်ဆိုပြီးတော့ဖြေဆိုတင်ပါတယ်နံပါတ်5မိကုံမျိုးစားကတော့ကုမ္ပဏီနဲ့လုပ်ငန်းခွင်ရည်ကြီးမှုဆိုင်ရာမိကုံမျိုးတွေကိုပေးတတ်ပါတယ်ဥပမာဘယ်လိုမိကုံမျိုးလဲဆိုရင်ဒီဟွန်နော့ရှ်ကိုတိုပုံကတဲ့ဒိုင်းဆက်ဆိုဒါတိုမိုကိုတိုဝနန်ဒက်စကာဆိုပြီးတော့ဂျပန်လုပ်ငန်းခွင်ရည်ကြီးမှုတွေမှာအရေးကြီးဆုံးလို့ထင်ရတဲ့ချက်ကဘာလဲဆိုတဲ့မိကုံမျိုးပဲဖြစ်ပါတယ်ဘယ်လိုပြန်ပြရမလဲဆိုရင်ဒီမိကုံကိုဥပမာကိုချင်းの成果よりも組織やチームの調和を優先する傾向があり意見を述べるときも相手への配慮や協調性を大切にすることが大切だと思いますとပြပြတင်ပါတယ်။ဒီနေ့ကတော့အင်တာဗျူးဖြေဆိုတဲ့အခါမှာတီးပုတ်ကလာပေါ့နော်မိမိရဲ့ရလက်ကောင်းဖို့ထက်ဖွဲ့စည်းတွင်းမှာသဘောတည်နေမှုတွေဖြစ်ပေါ်ပြန်ဦးစားပေးတာတွေဆုံးဖြတ်ချက်တွေတင်ပြတဲ့အခါမှာညှိနှိုင်းယူတာတွေနဲ့ပေါ့နော်ပူပေါင်းဆောင်ရွက်မှုကိုလေးထားဖို့ကအရေးကြီးတယ်လို့ထင်မြင်မိပါတယ်ဆိုပြီးတော့ဖြေဆိုတင်ပါတယ်။အခုပြပြပေးသွားတဲ့ချက်လက်တွေကတော့အင်တာဗျူးဖြေဖို့အတွက်စနစ်တကျနဲ့ထိရောက်မှုရှိတဲ့မိကုန်းတွေနဲ့ဖြေချမှုတွေပဲဖြစ်ပါတယ်။အရင်မှာတစ်ခုသတိပေးချင်တာကတော့အင်တာဗျူးမဖြေခင်မှာမိဖြေဆိုမဲ့ကုမ္ပဏီရဲ့ website link ကိုအရင်ဆုံးသွားကြည့်တင်ပါတယ်။ပြီးရင်အမှလက်တော်ဖြစ်ပေါ်နေတဲ့သတင်းတွေကိုဖတ်ပြီးတော့ပေါ့နော်သူတို့ကုမ္ပဏီရဲ့ဟိုဝါဒနဲ့စီမံကိန်းတွေကိုရှင်းနားလည်အောင်မိရလုပ်တင်ပါတယ်။တကယ်လို့အင်တာဗျူးမိကုန်းတွေထဲမှာသူတို့ဘက်ကပြီးတဲ့မိကုန်းတွေကကိုကမသိဘူးဆိုရင်လည်းကိုယ့်ဘက်ကရိုးရိုးသားသားသိပါဘူးလို့ပြောပြီးတော့ကိုကစပြီးသိအောင်ကြိုးစားသွားပါမယ်ဆိုပြီးတော့လည်းပြောဆိုတင်ပေါ့အင်တာဗျူးဖြေဆိုနေစမှာ Hi ありがとうございますわかりましたစတဲ့ IS ချီတွေကိုနော်ရင်းကြီးကြီးလေးနဲ့စီရီရောသုံးသင့်ပါတယ်အဲ့တော့နောက်ဆုံးတစ်ခုအနေနဲ့ပြောချင်တာကအင်တာဗျူးဖြေရဲ့အခါမှာပေါ့နော်မိမိရဲ့စိတ်ကိုတည်ကြည်ညီညီလေးနဲ့ယုံကြည်မှုရှိရှိဖြေဆိုတတ်ဖို့ကမိမိကအချင်းချင်းတွေ့တွေ့လေ့ကျင့်ထားတဲ့မှာရုပ်ပြောကြရင်လည်းဒီနေ့ဗီဒီယိုလေးကိုတင်ပါခဲ့စံနာလုပ်ပြီးပါဒီဗီဒီယိုလေးကတင့်အတွက်ကြိုးတစုံလေးရှိရဆိုရင်တော့ကျွန်တော်တို့ရဲ့ RV20 Study Channel လေးကို Subscribe လုပ်တဲ့ Support လုပ်ထားခဲ့ရပါတယ်ခင်ဗျာအဲ့တော့အားလုံးပဲ interview တွေဖြေဆိုတဲ့အခါမှာအခက်အခဲမရှိဘဲချိုးချောက်အောင်ဖြေဆိုအောင်မြင်နိုင်ကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်အားလုံးပဲကျေးဇူးပါ